ကဲမင်္ဂလာပါမုံခါဘက်ချောပါရှင်ဟောဒီမဲ့ကြည့်ပါအောင်ဗာလေးရောက်ပြီလဲဆိုတာဒီနေ့အသစ်ဒီဇိုင်းအသစ်ထပ်ဝင်လာတဲ့ကပီဘာရာလေးဖြစ်ပါတယ်အရန်လာတော့ဒီမဲ့နော်ကပီဘာရာပတ်စံအိမ်လေးပါတယ်ပတ်စံအိမ်လေးပါတယ်ရှင့်ကဲဟောဒီမဲ့အရှိမသူကဒီလိုမျိုးကက်ခွာလေးနဲ့တအိတ်ပါမယ်ပြီးရင်ဒီမဲ့အရှိမနှစ်အိတ်ပါတယ်ဇစ်အိတ်တစ်အိတ်ရယ်ဒီလိုမျိုးခက်ပတ်အိတ်တစ်အိတ်ရယ်နှစ်အိတ်ပါတယ်အရန်လာတော့ဒီဒီဇိုင်းလေးကလေရှေ့တစ်ခေါက်မှာတစ်လုံးနဲ့ကွက်ပြီးတော့ပါလာတဲ့ဒီဇိုင်းလေးဖြစ်ပါတယ်အခုဒီတစ်ခေါက်ကရောင်စုံလေးပြန်ပါတယ်ဟောဒီမဲ့စစ်ဆွဲအိတ်လေးနဲ့ပတ်စံအိတ်လေးပါတယ်အရန်လာတော့ဒီအိတ်လေးကိုကြိုက်လို့ယူကြတဲ့လူတွေများတယ်အသားကလည်းအရန်မိုက်တယ်ဟောဒီမဲ့ချင်းချီတော့ထူပိတ်နေရမယ်နော်အရန်မိုက်တော့ဇစ်ကကြတော့သူဒီရှေ့မှာကက်ခွာနဲ့တအိတ်ပါမယ်ပြီးရင်အိတ်သေးနှစ်အိတ်ပါမယ်ပြီးရင်ဒီရှေ့မှာတအိတ်ပါမယ်ဒီရှေ့မှာတအိတ်ပါမယ်အရန်မိုက်တယ်နော်အတွင်းသားကြီးကတော့ဒီအိတ်မှာတအိတ်ပါမယ်ပြီးရင်ဒါကတော့သူ့ရဲ့ main camp ဖြစ်ပါတယ်အဲ့တော့အကက်ဇစ်တွေကလည်းအများကြီးပဲအတွင်းမိုးကအပြင်မိုးကအတွင်းကအရန်မိုက်တယ်နော်အဲ့တော့fancy job တွေအကုန်လုံးကမိ quality အကောင့်လေးတွေကိုရွေးပြီးတင်ပေးတာဒါကြောင့်မို့လို့ quality ကိုမျက်စိမိတ်ပြီးဝင်တော့ဟောဒီမယ်အရန်မိုက်တော့ဒါလေးကကြတော့အညိုရောင်လေးရှေ့တစ်ခေါက်မှာဒီလိုဒီဇိုင်းလေးခက်ဆင်စင်လာဘူးခေါင်းလေးနဲ့လာဘူးအယုတ်ကလေးနဲ့ဟာလေးဝင်ထားတယ်အဲ့ဒါလေးကအခုမင်းတို့ရှိမှာ store လေးပြတ်တဲ့လောက်နေသွားပြီအခုအဲ့ဒါနဲ့စင်တူဟောဒီမယ်ကပီဘာရာလေးရောက်လာပြီအညိုလေးကလည်းအဲ့ခေါက်အရှိခေါက်တွေမှာအညိုမရတဲ့လူတွေအများကြီးပဲအခုဒီထဲမှာလည်းအညိုလေးပါလို့အညိုကြိုက်တဲ့လူတွေလက်သက်လေးယူပေးပါနော်ဒီမဲ့ brown color အညိုလေးအရန်လှတယ်နော်ဈေးနှုန်းလေးကဒါလေးက36,500ကျပ်ပဲလာဘူးနဲ့ဈေးတူတူပဲနော်36,500ပဲအရန်တန်လုံးလို့ဟောဒီမဲ့36,500ကျပ်ပါရှင့်ကဲနောက်ထပ်တစ်ရောင်ကဟောဒီမဲ့အနက်ကလေးလေးလှလိုက်တာရှင်ဒီမဲ့နော်အရန်လှတာပဲကပီဘာရာရုပ်လေးတွေဒီမဲ့ကပီဘာရာရုပ်လေးတွေအရန်လှတော့ဒါလေးကအနက်ရောင်လေးဖြစ်ပါတယ်အဲ့တော့နောက်တစ်ရောင်ကဟောဒီမဲ့ကြည်ပြာလေးလည်းအရင်လာအရှိတစ်ခေါက်မှာဒါလေးကလေကြည်ပြာလေးတစ်လုံးပဲကွက်ပြီးတော့မင်းတို့ထဲမှာရောပြီးတော့လာဘူးထဲမှာရောပြီးကပီဘာရာလေးတစ်လုံးပါလာလေအဲ့တစ်ခေါက်ကလည်းမရလိုက်တဲ့သူတွေအများကြီးတစ်လုံးနဲ့ပါပါတယ်ဆိုမှလူလိုက်ကြတာအများကြီးပဲเนาะပထမဆုံးတစ်ယောက်ပဲရလိုက်တယ်အခုဒီမဲ့လူစရာမလိုတော့ရောင်စုံရောက်ပြီးမြန်လေးတော့လက်သွက်မှာပြီเนาะဒါလေးကကြည်ပြာရောင်လေးကဲဒီမဲ့နောက်တစ်ရောင်ကပန်းရောင်လေးလှလိုက်တာဒီမဲ့ပန်းရောင်လေးလည်းတော်တော်လေးလှတာเนาะအချစ်စရာလေးဒါလေးကလေတော့ချစ်စရာကောင်းတယ်မင်းတော်ကအကြောင်းပြန်တက်ချင်သားလေးဟောဒီမဲ့ဒါလေးကခရမ်းရောင်လေးလှလိုက်တာအရန်လှတော့ဒါလေးကခရမ်းရောင်လေးဖြစ်ပါတယ်အဲ့တော့ဈေးနှုန်းလေး36,500လိုချင်တဲ့အရောင်လေးကို screenshot လေးရိုက်ပြီးတော့ Viber နံပါတ်ဖြစ်တဲ့400 66နှစ်ကိုကနေတော့၎င်းမုံမခဘက်ရှော့ပိတ်ချက်ပေါက်ကနေတော့၎င်းဆက်သွယ်မှာယူပေးပါမန်လေးရသူတွေကတော့မင်းတို့ရဲ့ဆိုင်နဲ့ဆိုင်လုံးမှာမြင့်လာကြည့်ပြီးဝယ်ခြင်းနဲ့ဆိုရင်လည်းလာဝယ်လို့ရပါပြီရှင့် site 1 458လမ်း121 122ပြီးတော့ site 2က Manori 115 မှာပါရှင့်ကဲအမြန်လေးတော့လက်သွက်လေးမှာပေးပါ online ကနေ order တွေက delivery တောက်လျှောက်တက်နေတာမို့လို့ဆိုင်မှာလာကြည့်မယ်ဆိုရင်မြန်လက်သွက်လေးတော့လာကြည့်ပေးဖို့များဖိတ်ခေါ်လိုက်ပါတယ်ကျေးဇူးပါနောက်ထပ်ဗီဒီယိုလိုက်ခဲ့ပေးပါအောင်ရှင့်